အခုကတော့ဒီ grade 12 chemistry ပေါ့နော်ဒီ bond formation တွေကိုစပြီးတော့သင်ပေးပါတော့မယ်ပေါ့နော်အရှိမကဒီ formula ရေးနည်းစွာလေးသင်ပေးပြီးပါပြီပေါ့နော်ဒါဆိုလို့ရှိရင်ဒီအခုဆက်ပြီးတော့ ionic bond formation ကြောင့်ကိုစသင်မယ်ပေါ့နော်အိမ်ဆုံးသိရမှာကဘာလဲဆိုတော့ ionic bond ပေါ့ ionic bond ဆိုတာကဘယ်လိုအချိန်မှဖြစ်တာလဲ ionic bond ဆိုတာကအတန်တစ်ခုကနေတစ်ခုကို electron တွေ transfer လုပ်လိုက်တာပါအတန်တစ်ခုကနေတစ်ခုကို electron တွေ transfer လုပ်ခြင်းကနေပြီးတော့ ionic bonding တွေဖြစ်ပေါ်လာတယ်ပေါ့နော် okay ရှေ့မှာက formula ရေးနေတင်လိုက်ရတယ်ဆိုတာကအခြားကြောင့်မဟုတ်ဘူးเนาะတကယ်မေကုန်းမှာမေးတဲ့အခါကြလို့ရှိရင်သူက NA နဲ့ CN ပေါ့ for example เนาะNA နဲ့ CN ကြားမှာဘာဘုံဖြစ်ပေါ်လဲ illustrate လုပ်ပါ bond formation ကို illustrate လုပ်ပါဆိုအဲ့လိုမေကုန်းမျိုးလာမှာဖြစ်တဲ့အတွက်ပေါ့เนาะတခါလေးလိုမျိုးအခုလိုပေးထားသလို NaCN formation ဆိုပြီးဖြစ်မလာဘူးပေါ့เนาะအဲ့တော့သူက element နှစ်ခုပေးထားမယ်အဲ့ဒါကိုကအရင်ဆုံးပေါ့เนาะformula လေးတွက်ကြည့် formula တွက်ပြီးတော့မှဘာနှလုံးဝိုင်းရတာဆိုတာလေးသိရအောင်ပေါ့เนาะအဲ့လိုမျိုးလိုအပ်တယ်ပေါ့။ Okay ဒီမှာဆိုရင်တကယ်မေးတဲ့ခါကြလို့ရှိရင် NA နဲ့NA နဲ့ CN ကြားမှာဘာ bonding ဖြစ်ပေါ်တယ်လဲဖြစ်ပေါ်လာတဲ့ bonding ကို bond formation ကို illustrate လုပ်ပေးပါဆိုပြီးတော့လာမှာပါမိကုန်းမှာ okay ဒါဆိုအဲ့တော့ကိုကစဉ်းစားကြည့်ပေါ့နော် NA နဲ့ CN NA ဒီ atomic number က11ဒါဆိုတော့ integer form ပြောင်းရင်11ဆိုတော့2.8.1 ဆိုပြီးဖြစ်မယ်ဒါဆိုသူ့ရဲ့ balance ပေါ့အရင်ဆုံး formula လေးတွက်ကြည့်မယ်လို့ပြောထားရနော်သူ့ရဲ့ balance ကိုတွက်ကမှာပေါ့သူ့ရဲ့ balance က1အဲ့တော့ NA က1 CN ကကြတော့17ဆိုတော့2.8.7ဒါဆိုရင်သူ့ရဲ့ balance ဒီ4.8ထဲကနှုတ်ဆို8ထဲကနေ9နှုတ်တော့1ဒါဆို NA ရဲ့ balance ကလည်း1 CN ရဲ့ balance ကလည်း1အဲ့တော့အပြန်လှန်ပေးလိုက်သူ့ရဲ့ formula ဘာပဲဖြစ်မလဲဆိုတော့ NaCN ပဲဖြစ်လာမယ်ပေါ့နော်အဲ့တော့ formula ရေးကြည့်တာကအသားမဟုတ်ပါဘူးเนาะ formula ကိုကြည့်ပြီးတော့ဘယ်လိုသိနိုင်လဲဆိုတော့ NA တစ်လုံး CN တစ်လုံးလို့သိရမယ်ပေါ့နော် NaCN ဖြစ်တဲ့ကြောင့်မို့ NA တစ်လုံးကို CN တစ်လုံးဝိုင်းရနေ NA တစ်လုံးနဲ့ CN တစ်လုံးနဲ့ပေါင်းတယ်ပေါ့နော်အဲ့လိုမျိုးသိရမယ်သူဒီကိုကစစ်ကြည့်လိုက်လို့ metal နဲ့ non metal ပေါင်းထားတဲ့ကောင်ဆိုတာ ionic bonding ဖြစ်မှာဒီ non metal နဲ့ non metal နဲ့ဆိုလို့ရှိရင်ဒါ covalent bonding ဖြစ်မှာပေါ့နော်အခုကကြာတာသိနေပြီပေါ့နော် NA ဒီ group 1 group အနေနဲ့စစ်ကြည့်လိုက် NA ဒီ group 1 metal chlorine ဒီ group 7 non metal ဒါဆို metal နဲ့ non metal ကြားမှာဆို ionic bonding ဖြစ်တယ် ionic bonding ဖြစ်တယ်ဆိုဒီလိုပုံစံလေးပေါ့နော် electron transfer လုပ်တယ်လို့ပြောထားပြီးသားအဲ့တော့ဒီလိုပုံစံလေးရေးပြရမယ် ionic bonding ဆိုရင်Okay အဲ့လိုလို့ရှိရင်စရအောင်ဒါဆို NaCN formula က NaCN ဆိုတော့ Na တစ်လုံးနဲ့ CN တစ်လုံးနဲ့ပေါင်းမှာပေါ့နော်အဲ့တော့ Na 2.8.1ဒီ formation တွေရေးတဲ့အခါကျလို့ရှိရင် Lewis sample လေးကိုသုံးရမှာပေါ့နော်အရှေ့ဆုံးမှာ Lewis sample ဆိုတာဘယ်လိုမျိုးလဲဆိုတာလည်းသင်ခဲ့ပြီးပြီပေါ့နော်အဲ့တော့ဒီနောက်ဆုံးလုံးကိုကြည့်တယ်ဒီမှာနောက်ဆုံးလုံးမှာတစ်လုံးရှိရတာဒါဆိုရင်အမတို့ Na တစ်လုံးပေါ့နော် Na electron တစ်လုံး plus လို့ရှိရင်နောက်တစ်ခု CN ကကြတော့ဒါက2.7နောက်ဆုံးမှာ electron 9လုံးရှိရဲဆိုတော့ဒီမှာဆိုရင်တစ်လုံးရေးတယ်အဲ့လို၄လုံးပေါ့နော်12 bottle left right ဆိုလုံးရေးပြီးတော့မှကျန်တဲ့ပိုးတဲ့ဟာလေးလိုက်ထည့်ပေါ့နော်ဒါဆိုရင်2.8.7ဆိုပြီးတော့ဖြစ်မယ်โอเคဒါဆိုကြည့်လိုက်ပါသူက metal ပေါ့ metal ရဲ့သဘောတရားဒီသူကရှိတာတွေကိုပေးမှာ E ပေးဓာတ်ဖို့သူ့မှာရှိတဲ့ electron တွေသူကအကုန်လုံးပေးပြစ်မှာတစ်လုံးရှိရင်တစ်လုံးပေးပဲနှလုံးရှိရင်နှလုံးပေးမယ်ဒါ metal ရဲ့သဘောတရားပဲအခုဒီမှာဆို N ကသူ့မှာ electron တစ်လုံးရှိနေတယ်အဲ့ဒီတစ်လုံးကိုသူကဒီ CN ကိုပေးလိုက်မှာအဲ့တော့သူဒီဘာဖြစ်သွားမလဲဆို Na+ ဆိုပြီးတော့ဖြစ်သွားမယ်တစ်လုံးနဲ့ပေးလို့ 1+ နှလုံးပြီးရင်2+ ဆိုဖြစ်မှာအခုကတစ်လုံးနဲ့ပြရမလို့ဒါ 1+ ပဲ 1+ ကြတော့ 1+ လို့လည်းရေးလဲရတယ် plus လို့ပဲရေးလဲရတယ်ပေါ့နော်โอเคငကိုတော့က 2.8.1 ရှိနေတာတစ်လုံးလွှဲလိုက်တာဖြစ်တဲ့ကြောင့်သူဒီ 2.8 ပဲရှိရတယ်โอเคနော်ဒီဘက်မှာဒါဟိုအလဲမှာအပေါင်းလက္ခဏာခံတာပါဒီဘက်မှာအပေါင်းလက္ခဏာမခံဘူးเนาะအဲဆိုတော့သူ့တစ်လုံးကိုသူကဒီကိုတစ်လုံး transfer လုပ်ပေးလိုက်တယ်ဒါဆိုရင် CN လေးကိုကြည့်ဒီ CN လေးဒီသူဒီရှစ်လုံးပြေးမှာဒီ non metal တွေကကြတော့သူကရှစ်လုံးပြေးမှာသူကじゃတစီပေါ့နော်ရှစ်လုံးပြေးမှာအဆင်ပြေတာအဲသူ့မှာအခုလက်တော်မှာ9လုံးပဲရှိရနောက်ဆုံးလုံးမှာ9လုံးပဲရှိတော့ခုန NA ကပေးလိုက်တဲ့တစ်လုံးယူလိုက်တဲ့အခါမှာသူဒီဘယ်နှလုံးဖြစ်သွားလဲဆိုတော့ဒီမှာ8လုံးဆိုဖြစ်သွားပြီဒါပေမဲ့ဒီတိုင်းယူလို့မရဘူးပေါ့နော် तू ကသူများတစ်ခါပေးတဲ့ electron ကိုယူလိုက်တာမလို့ E ပေးဓာတ်ဖို့ဆိုရင် EU electron ယူလို့ရှိရင် तू ဓာတ်မဆိုဖြစ်သွားတယ်တစ်လုံးယူလိုက်တာမလို့ तू 1- ဆိုဖြစ်သွားတယ်ပေါ့နော်ဒါဆို तू ကတစ်လုံးယူလိုက်တာဖြစ်တဲ့ကြောင့်မလို့ဘာလို့ဖြစ်သွားမလဲဆိုတော့အစတုန်းက 2.8.7 ရှိနေတယ်သူက electron တစ်လုံးယူလိုက်တာဖြစ်တဲ့ကြောင့်ဘလို့ဖြစ်သွားမလဲဆိုတော့ 2.8.8 ဆိုပြီးတော့ဖြစ်သွားတယ်ပေါ့နော်သူမှာ8လုံးပြည့်သွားပြီ
အဲ့တော့ဒီဘက်မှာလည်း NA တစ်လုံး CN တစ်လုံးဆိုတော့ဒီဘက်မှာလည်း NA တစ်လုံး CN တစ်လုံးပဲ okay ဒါဆိုရင်ဒီပေါ့ဒီတတိယ line ကထားလေးတာဘယ်လိုဖြစ်သွားလဲဆိုတာလည်းရှင်းပြပေးမယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်ပထမလမ်းကြောင်းဒီသူကအီလက်ထရွန်2လုံးနဲ့ပြည့်တယ်ဒုတိယလမ်းကြောင်းဒီလည်းအီလက်ထရွန်8လုံးနဲ့ပြည့်တယ်တတိယလမ်းကြောင်းကလည်းအီလက်ထရွန်8လုံးမှပြည့်မှာကိုသူကပြည့်မနေဘူးနောက်ဆုံးလမ်းကြောင်းဒီပြည့်မနေဘူးဆိုရင်သူကအရှိနောက်တော့ line ရစုစုပေါင်း3 line ရှိတယ်နောက်ဆုံးတစ် line နေမပြည့်ဘူးဆိုလို့ရှိရင်အရှိတစ် line အရှိ2 line ထိယူပေးရမယ်အရှိနှလုံးမှာじゃအရှိ2 line မှာကြတော့ဒီ2နဲ့8နဲ့ပေါင်း10လေအဲ့ဒါတော့ဒီအခုဒီလိုပုံစံလေးရေးထားတွေ့လားအဲ့ဒါဒီအာဂွန်6နဲ့ရေးရလို့ခေါ်တယ်ပေါ့နော်အာဂွန် gas ဟို noble gas ပေါ့ noble gas က3လုံးရှိတယ် helium ရယ် neon ရယ်အာဂွန်ရယ် helium ဆိုရင် atomic number က2 neon ဆိုရင် atomic number က10အာဂွန်ဆိုရင် atomic number က18အဲ့တော့အခုဒီမှာဆိုရင်3 line ရှိရယ်နောက်ဆုံးတစ် line နေမပြည့်ဘူးဆိုအရှိ2 line ပဲယူပေးရမယ်အရှိ2 line ဒီသူဒီ2.8ပေါ့အရှိ2 line ဒီပေါင်းကြည့်လိုက်ဘယ်လောက်ရမလဲဆိုတော့2နဲ့8နဲ့ပေါင်းတော့10ပေါ့10ဆိုတာက noble gas မှာဆိုရင် neon မဟုတ်ဘူးလားအဲအကြောင်းမလို့သူတို့ဒီ2 line နေရာမှာ4000ဝင်လေးနဲ့ခက်ရမယ်နော်4000ဝင်လေးနဲ့ NE ဆိုပြီးရေးလိုက်တယ်ဒါဆိုရင်3 line မြောက်မှာအလက်ထွန်ကျန်နေမှာမဟုတ်ဘူးလားဒါ3 line မြောက်မှာကျန်နေဆိုရင် 3s နဲ့ပြန်စားမယ်အလက်ထွန်တစ်လုံးရှိသေးတော့ 3s1 ဆိုပြီးဖြစ်သွားတာပါOkay ဒါဆိုဆက်သွားမယ်ပေါ့နော်ဆက်သွားမယ်ဆိုရင်ဒါ CN ကျတော့ဒီမှာဆိုရင်သူက3 line ရှိတယ်တတိယ line မှာ10လုံးမှပြပါတော့9လုံးပဲရှိရဆိုတော့ဒီအရှိ2 line ကိုပဲပေါင်းလိုက်အရှိ2 line ပေါင်းတော့သူက10လုံးဆိုလို့ရှိရင်ဒါက noble gas မှာဆိုလို့ရှိရင်ဒါ NE ပဲလေ neon ပဲအဲ့တော့4000ဝင်လေးနဲ့ NE တို့ရေးတယ်ပြီးရင်3 line မြောက်မှာအလက်တို့9လုံးတောင်ကျန်တယ်3 line မြောက်မှာအလက်တို့9လုံးတောင်ကျန်တယ်ဆိုတော့သူက3 line မြောက်မှာမလို့ 3s နဲ့ပြန်စားမယ်9လုံးဆိုတော့ 3s2 3p5 ဆိုပြီးတော့ရေးရပေါ့နော်ဆက်သွားရအောင်ပေါ့နော်ဆက်သွားမယ်ဆိုရင်ဟုတ်ပြီဒီမှာဆိုလို့ရှိရင် तू ကတစ်လုံးပေးလိုက်တယ်ဆိုတော့ဒီမှာ10လုံးပဲတန်တော့ဆိုတာဒါ तू ဒီပထမတစ်လိုင်းမှာ2လုံးနဲ့အလက်ထုံ2လုံးနဲ့ပြည့်တာဒုတိယလမ်းမှာကအလက်ထုံ10လုံးနဲ့ပြည့်တာ तू လမ်းကြောင်းအပြည့်ဖြစ်နေပြီအဲ့လိုမျိုးလမ်းကြောင်းအပြည့်ဆို2လိုင်းတစ်လုံးပေါင်း2လိုင်းတစ်လုံးအကုန်ရှိသမျှအကုန်ပေါင်းပေးရတယ်ပေါ့နော်လမ်းကြောင်းတွေကပြည့်နေရဆိုရင်ဒါဆိုရင်မတော့2နဲ့8နဲ့ပေါင်းတော့10ဆိုတာညီယွန်းဆိုပြီးတော့ပဲကြံနေတယ်ပေါ့နော်နောက်တစ်ခုကလိုရီကအစတော့2.8.7ရှိနေတာတစ်လုံးလိုက်တော့2.8.8ဖြစ်သွားတယ်ဆိုတော့ဒီတတိယလမ်းကြောင်းဒီရှစ်လုံးမှပြည့်ရအောင်ဒါရှစ်လုံးပြည့်သွားကြတယ်လမ်းကြောင်း3ခုလုံးပြည့်သွားပြီအဲ့တော့လမ်းကြောင်း3ခုလုံးပြည့်သွားပြီဆိုလမ်းကြောင်း3ခုလုံးပေါင်းပြရတယ်အဲ့ဒီမှာ2ရရှိပေါင်း10ရှိအောင်sessionဆိုတာပါလေ noble gas 6နဲ့ပြနေတယ်ဆိုတာအာဂွန်ဆိုပြီးတော့သတ်မှတ်လိုက်တယ်ပေါ့နော်ပြီးတော့ဒီဘက်ဘယ်ဘက်အထက်မှာရှိရရင်မှန်သမျှဒီအထံပါဒါ Na ဆိုလို့ရှိရင် sodium အထံ Cn ဆိုလို့ရှိရင် chlorine အထံဆိုပြီးဖြစ်တယ်ဒီဘက်က plus တွေ minus တွေဖြစ်သွားပြီဆိုသူဒီ ion ဆိုတော့မ sodium ဆိုရတာ sodium ion တော့ chlorine ion ကိုလုံးလို့မရပါဘူးဒါကျောင်းသားတော်များမှားတယ်ပေါ့နော် chloride ion ဖြစ်သွားပါတယ်ပြီးရင်ဒီဘက်နောက်တစ်ခုထပ်ရေးပေးရဆိုတော့သူတို့နှစ်ခုကြာမှာဘာမှမရှိတော့ဒါကွန်ပေါင်းကြီးဖြစ်သွားပြီအဲ့တော့ကွန်ပေါင်းဖြစ်ကြလို့ဒါဒီ sodium chloride မ Na တစ်လုံး Cn တစ်လုံးပဲဟုတ်အဲ့တော့ sodium chloride NaCl ဆိုဒီလိုလေးရေးပေးရပါတယ်ကဲနောက်တစ်ခုကြည့်ရအောင်နောက်တစ်ခုကသူက calcium နဲ့ CA နဲ့ O ကြားမှာပေါ့နော်မိကုန်းကလာနိုင်တဲ့မိကုန်းက CA နဲ့ O ကြားမှာဘာဘုံနှင်းဖြစ်နိုင်မလဲဖြစ်လာတဲ့ဘုံနှင်းကို illustrate လုပ်ပေးပါဆိုပြီးလာမယ်အဲ့တော့ကိုကအရင်ဆုံးဘာလုပ်ကြည့်မလဲဆိုတော့ formula လေးရေးထားကြည့်အဲ့တော့ CA နဲ့ O ရဲ့ formula လေးရေးထားကြည့် formula ရေးမယ်ဆိုရင်ဒါ balance ကိုတွက်ပေးရမယ်အဲ့တော့ CA ရဲ့ balance ကတွက်ကြည့်လိုက်ပါ2ရတယ်အောက်ဆီဂျင်ပေါ့နော် O ရဲ့ balance ကိုတွက်ကြည့်လိုက်2ရတယ်ဒါဆိုတော့အပြန်အလှန်ပေးလိုက်တော့ CA2O2 ဒါဒီ similar ratio မဖြစ်သေးတော့ထပ်ပြီးတော့ခြေလိုက်တော့ CAO ဆိုပြီးနောက်ဆုံးဒါလေးဖြစ်လာရပါတော့ဒါဆိုရင်ကိုကသိရမှာပါလဲဆိုတော့သူဒီ CA ဒီဒါ group 2ထဲမှာပါတယ် group 2 metal သူကအောက်ဆီဂျင်ဒီ group 6ထဲမှာပါတယ်သူဒီ non metal ဒါကတော့ group number က integer form လေးကိုတွက်ကြည့်လိုက်ပေါ့နော် CA ဆိုရင်20 CA20 ဆိုရင်2.8.8.2 ဟုတ်ပြီနော်အဲ့ဆိုတော့ group 2 oxygen ဆိုလို့ရှိရင်သူက2. oxygen atomic number က8ကို 2.6 သူဒီ group 6 group 2 နဲ့ group 6ဆိုတာ metal နဲ့ non metal လားဆို ionic bonding ဆိုရင်ဒါထုံးစံတိုင်းဒီလိုပုံစံလေးနဲ့ရေးပေးရမယ်ပေါ့နော်အဲ့တော့သူဒီကြည့်လိုက်ဒီမှာ formula လေးတွဲကြည့်လိုက်တဲ့အခါမှာmetal နဲ့ non metal ပေါင်းထားတာပြီးတော့ C ရလည်းတစ်လုံး O ရလည်းတစ်လုံးအဲ့တော့တို့ရေးတဲ့ခါကြလို့ရှိရင်လည်း C ရတစ်လုံးနဲ့ O တစ်လုံးနဲ့ပေါင်းပေးလိုက်ရုံပဲဆိုတော့ဟုတ်ပြီဒါဆိုလို့ရှိရင်ဒီ C လေးပေါ့ C က 2.8.8.2 Lewis sample လေးတော့ဒီမှာ electron လေးနှလုံးရှိနေရပေါ့နော်နှလုံးရှိတယ်ဒီ oxygen ကကြတော့ 2.6 ဆိုတော့ဒီမှာ electron လေးကသူက6လုံးဝန်းရနေပေါ့နော်
အဲ့တော့ဟုတ်ပြီမက်တယ်ဒီအီလက်ထရွန်ပေးမှာလို့ပြောပြသူရှိသမျှအကုန်ပေးမှာနှလုံးရှိနှလုံးစလုံးပေးမှာဒီမှာဒီ CA မှာဆိုအီလက်ထရွန်နှလုံးရှိနေဆိုတော့သူနှလုံးစလုံးပေးလိုက်မှာအဲ့တော့သူက CA2+ ဆိုဖြစ်သွားမယ်ဒီဘက်က 2.8.8.2 ရှိနေတဲ့ကောင်ဒီလေဒီနှလုံးစလုံးကပေးလိုက်ပြီဆိုတော့မရှိတော့ဘဲနဲ့ 2.8.8 ဆိုပြီးတော့ပဲကျန်နေပေါ့နော်โอเคနောက်တစ်ခုဒီအောက်ဆီဂျင်ကိုကြည့်ဒီအောက်ဆီဂျင်ဒီသူဒီ8လုံးပြည့်နေရမယ်8လုံးပြည့်နေရမှာအခု6လုံးပဲရှိရဘယ်နှလုံးတောင်လို့လဲဆိုတော့နှလုံးတောင်လို့လဲအဲ့တော့သူကနှလုံးလို့နှလုံးယူမှာဒီမှာလဲဒီကယ်ဆီယမ်နဲ့သူကနှလုံးရှိလို့သူကနှလုံးစလုံးပေးမှာ2+ ဆိုဖြစ်သွားပြီဒီကိုပေးလိုက်ပြီသူဒီလဲနှလုံးစလုံးလိုနေရောနှလုံးစလုံးယူချပလိုက်တော့ဒီအောက်ဆီဂျင်မှာလဲ8လုံးပြည့်သွားတယ်သူကအီလက်ထရိုအီပေးဓာတ်ဖို့ကိုဒီမှာဒီကယ်ဆီယမ်ဒီအီလက်ထရိုနှလုံးပေးလိုက်တော့ CA2+ ဖြစ်သွားရဆိုရင်သူကအီလက်ထရိုနှလုံးယူလိုက်တော့O2- ဆိုပြီးဖြစ်သွားတယ်အဲ့တော့သူဒီမှာကစတော့က 2.6 ပဲရှိတာခုနဒီ CA ကပေးတဲ့အီလက်ထရွန်နှလုံးကိုယူလိုက်တော့သူက 2.8 ဆိုပြီးလမ်းကြောင်းလေးပြည့်သွားတယ်ပေါ့နော်ဒါဆိုလို့ရှိရင်ဒီNobel core structure နဲ့ကြည့်မယ်ပေါ့ဒါဆိုရင်၄ line ရှိတယ်၄ line ရှိရင်ဒီနောက်ဆုံး line ဒီသူကအမှန်ပေါ့နော်လုံးဝအီလက်ထရွန်နှလုံးနဲ့မပြည့်ပါဘူးအဲ့တော့ဒီနောက်ဆုံး line ဒီမပြည့်ဘူးဆို၄ line ရှိရင်အရှိ3 line ကိုပေါင်းလိုက်နောက်ဆုံး line တွေကမပြည့်နေဘူးဆိုလို့ရှိရင်၄ line ရှိရင်အရှိ3 line ကိုပေါင်း3 line ရှိရင်အရှိ2 line ကိုပေါင်းအဲ့လိုမျိုးတွက်ပေးရတယ်ပေါ့နော်ဒါဆိုတော့အခု4 line ရှိရဲဒါပေမဲ့နောက်ဆုံး line ကြောင်းတွေမပြည့်တော့အရှိ3ကြောင်းကိုပဲတွက်ပေးရမယ်အရှိ3ကြောင်းကိုပေါင်းကြည့်လိုက်တော့18ဆိုရင်ဒါအာကုန်ရမယ်ပေါ့နော်၄တောင်ခွင်းလေးနဲ့ပဲရေးပေးပါโอเคအာကုန်ရေးလိုက်ပြီးဒီနောက်ဆုံး line ကြောင်းမှာကျန်နေသေးတယ်၄ချောင်းမြောက်မှာကျန်မလို့လမ်းကြောင်း၄ချောင်းမြောက်မှာကျန်တာမလို့ဒါ 4s နဲ့ပြန်စားပေးရမယ်အီလက်ထရွန်နှလုံးပုံနေရမလို့ 4s2 ဆိုဖြစ်ပါတယ်ဒီ2.6ကြတာဒုတိယလမ်းကြောင်းမှာအီလက်ထရွန်က8လုံးမှပြည့်ရမှာလေအဲ8လုံးမှမပြည့်နေဘူးဒုတိယလမ်းကြောင်းဒီမပြည့်နေဘူးဆိုရှေ့လမ်းကြောင်း2ခုရှိတယ်နောက်ဆုံးလမ်းကြောင်းဒီမပြည့်အရှေ့တစ်လိုင်းပဲယူပေးရမယ်ဒီ2ဆိုတာကဟီလီယမ်ဓာတ်ငွေပဲရှိအဲ့တော့ဟီလီယမ် He လေးတောင်ဝင်လေးနဲ့ရေးပြီးဒါဒုတိယလမ်းကြောင်းမှာကျန်တာမို့လို့ဘာနဲ့စာရေးပေးရမလဲဆိုတော့ 2s နဲ့စာရေးပေးရမယ်သူဒီ6လုံးကျန်တာမို့လို့ 2s2 2p4 ဆိုပြီးတော့ရေးပေးရပါမယ်သူဒီဟုတ်ပြီဒီမှာအီလက်ထရွန်နှလုံးပေးလိုက်တယ်ဒါဆိုရင်ဒီနှလုံးစလုံးကပျောက်သွားပြီးတော့တတိယလမ်းကြောင်းမှာ8လုံးထိပဲကျန်တယ်ပေါ့နော်ဒါအမှန်လဲတတိယလမ်းကြောင်းမှာဒီအီလက်ထရွန်8လုံးနဲ့ပြည့်နေရဖြစ်ကြောင်းလမ်းကြောင်း3ခုလုံးကပြည့်နေရဆို3ခုလုံးကိုပေါင်းဒါဆိုစုစုပေါင်းက18အာဂုံဖြစ်သွားမယ်ပေါ့နော်ဒီအောက်ဆီဂျင်ကြတော့သူကအစတော့ဒီ6လုံးပဲရှိတာဒီ CA ပေးလိုက်တဲ့နှလုံးလိုက်တော့ဒီဒုတိယလမ်းကြောင်းမှာ8လုံးပြည့်သွားရောလမ်းကြောင်းက2ခုရှိရ2ခုလုံးပြည့်နေပြီဆို2ခုလုံးကိုပေါင်းကြည့်လိုက်ဆိုတော့10ဆိုရင်ဒါက Nobel gas ဆိုလို့ရှိရင်ဒါကneon ဆိုပြီးတော့ရသွားတယ်ပေါ့နော်ပြောပြီးသားဒီဘက်ဒီအထန်နေပါဒီဘက်ဒီပါရလဲဆိုတော့အာယွန်နေပေါ့နော်ဒီဘက်ကအောက်ဆီဂျင်အတန်ဖြစ်တယ်ဆိုသူဒီ outside ion တို့နှစ်ခုကြားမှာအပေါင်းတွေလက္ခဏာလုံးဝမရှိဘူးပေါ့နော်သူကလက္ခဏာလုံးဝမရှိကြောင်းသူဒီကိုမိုင်းတစ်ခုဖြစ်သွားပြီကိုမိုင်းတစ်ခုဖြစ်သွားဖြစ်တဲ့ကြောင့်သူ့ကိုနာမည်ပြန်ရေးပြရမယ် calcium outside ဒီမှာဆိုရင် Ca တစ်လုံး O တစ်လုံးပဲမို့လို့ calcium outside CaO ဆိုဖြစ်သွားပါတယ်